အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပေါ့နော်ဘယ်လိုသွားလဲဆိုတော့အားလိုက်ရဲ့လီမှာဖရနန်းပြီးကိုသွားပါတယ်အခုကတော့ပေါ့နော်ပြန်လာပြီဖရနန်းပြီးမှာကျတော့လူတို့စီပါတယ်ဒါပေမဲ့ဗီဒီယိုတော့မရိုက်ဖြစ်တော့ဘူးပေါ့တော့ပြန်လာလိုက်ပါတဲ့ဒီလည်းမကြပါဘူးရတဲ့ဥရုကပူတယ်ဆိုတော့အားကြောင့်ပြန်လာလိုက်တာနောက်တစ်ခါသွားတဲ့အခါကျမှတကယ်ကျလို့အကုန်လုံးပြမယ်နော်ပြန်လာပြီးနန်းတော်ကိုရောက်ပြီအဲ့ဒါပါတဲ့ရတဲ့ဆိုတော့လေအဲ့ဒါကစိတ်ပြီးတော့မစီပါဘူးနည်းနည်းပဲရှိပါတယ်